မရှက်နဲ့လေးအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီစာဝင်းပါပြည်သူ့ကျန်းမာရေးဆရာဝန်တူဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကမလိုချင်တဲ့ကိုဝင်ကိုနီးကိုနဲ့ဖြစ်ရှင်းတဲ့အခါမှာကြုံတွေ့ရလာနိုင်တဲ့ပြဿနာတွေနဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကိုပြောကြားပြတော့မှာပဲဖြစ်ပါတယ်တပြတ်သားရှော့ဖြစ်တာကိုဝင်ပြတ်ချတာကိုဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကတော့အများကြီးရှိရပါတော့။ကိုဝင်ဆောင်နေတဲ့အချိန်မှာပဲကိုမိခင်မှာကကျန်းမာရေးပြဿနာတစ်ခုကြုံတွေ့ရတာပေါ့။ဥပမာမိခင်မှာနှလုံးရောဂါတွေပြီးတော့လို့ရှိရင်ကြောက်ကက်ရောဂါတွေနောက်ပြီးတော့လို့ရှိရင် thyroid လို့ခေါ်တဲ့ဒီ level အကျိတ်ရောဂါတွေဖြစ်တာမျိုးတွေပြီးတော့လို့ရှိရင်မိခင်ရဲ့အိမ်ကပုံမှန်ဖြစ်တာမျိုးတွေမိခင်ကဆေးလိပ်တွေအရက်တွေအလွန်ကျွတ်တောက်တုံးတာမျိုးတွေဟော်မုန်းမညင်များတာမျိုးတွေအဲ့လိုအခြေအနေအကြောင်းလေကိုဝင်ပြတ်ချတာမျိုးတွေတပြတ်သားရှော့ဖြစ်တာကြီးကြုံတွေ့ရပါတယ်။တချို့အကြောင်းတော့လေကိုဝင်တော့ရှိလာတယ်ဒါပေမဲ့ဒီကိုဝင်ကိုမလိုချင်တာအကြောင်းကိုနီးကိုကနေဖြစ်ရှင်းပြီးတော့တပြတ်သားရှော့ဆိုတဲ့အခြေအနေကိုကြုံတွေ့ရမျိုးတွေလည်းရှိတတ်ပါတယ်ဒီမလိုချင်တဲ့ကိုဝင်ရလာတဲ့အချိန်မှာဆိုလို့ရှိရင်ကိုနီးကိုကနေဖြစ်ရှင်းကြပါတယ်အဲ့လိုဖြစ်ရှင်းတဲ့အခါမှာဆိုလို့ရှိရင်အန်ရရှိတဲ့နီလန်းတွေပြီးတော့လို့ရှိရင်မတန်ရှင်းတဲ့နီလန်းတွေကိုအသုံးပြုကြတယ်ပေါ့နော်ဒီနေရာမှာဆိုဘယ်လိုနီလန်းတွေကိုအသုံးပြုကြလဲဆိုလို့ရှိရင်အန်ရရှိတဲ့ပစ္စည်းတွေကိုတအိမ်ထဲကိုထိုးထည့်တာကျန်းမာရေးဝန်ထမ်းမှုတ်တဲ့သူတွေနဲ့ဘိုက်ကိုနှိပ်တာတွေပြီးတော့လို့ရှိရင်ဆေးရတောက်တာတွေကိုပြုလုပ်တတ်ကြပါတယ်အန်ရရှိတဲ့ပစ္စည်းတွေကိုတအိမ်ထဲကိုထိုးထည့်ရဖြစ်တဲ့အတွက်အဲ့ဒီကနေစဉ်ကျွန်တော်တို့ပိုးဝင်တာတွေတွေးထွက်များတာတွေတအိမ်ပေါက်တာတွေဒါမျိုးတွေကြုံတွေ့ရနိုင်တယ်လို့မတန်ရှင်းတဲ့နီလန်းတွေအကြောင်းကျွန်တော်ပိုးစိတ်တက်တာမျိုးတွေပိုးစိတ်ကနေခန္ဓာကိုယ်တစ်ခုလုံးပြန့်နှံ့သွားတဲ့အခါမှာဆိုလို့ရှိရင်အသက်သေဆုံးတာတွေထိအောင်ဖြစ်ပါတယ်နောက်ဆက်တွဲအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်အသက်သေဆုံးတာအထိမဖြစ်ခဲ့ရင်တော့မှကိုဝင်လိုချင်တဲ့အခါမှာဆိုလို့ရှိရင်ခလေးပြန်မရနိုင်တာမျိုးတွေမွေးလန်းချောင်းတစ်ချောင်းမှာဆိုလို့ရှိရင်ကျန်းမာရေးပြဿနာတွေကိုကြုံတွေ့ရတတ်ပါတယ်ကိုနီးကိုဟန်နဲ့ဒီဖြစ်ရှင်းခဲ့လို့တာပြတ်တာရှော့ဖြစ်ပြီဆိုလို့ရှိရင်တော့နောက်ဆက်တွဲနေတဲ့အရှိမကျွန်တော်ပြောသွားခဲ့တဲ့ကျန်းမာရေးပြဿနာကြီးကြုံတွေ့ရတတ်ပါတယ်ပေါ့နော်ဒါတွေကလည်းအရေးကြီးတဲ့အခြေအနေဖြစ်တဲ့အတွက်ဒီလိုအခြေအနေမျိုးကြုံတွေ့ရပြီဆိုလို့ရှိရင်တော့ကျွန်တော်ဆေးရုံစီကန်းတွေကိုအမြန်ဆုံးတွားရောက်ပြသဖို့လိုအပ်ပါတယ်ဒါမှသာနောက်ဆက်တွဲကျန်းမာရေးပြဿနာကြီးမဖြစ်ဘဲနဲ့ကျန်းမာရေးဆောင်ရှောက်မှုကိုကောင်းကောင်းခိုင်နိုင်မှာဖြစ်တယ်ပေါ့နော်ဒီလိုအခြေအနေကြုံတွေ့ရပြီဆိုလို့ရှိရင်လည်းဆေးရုံစီကန်းတွေကိုတွားဖို့လိုအပ်တယ်လို့ဆေးရုံစီကန်းတွေကလည်းလိုအပ်တဲ့ကုသမှုတွေဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီလိုအခြေအနေမဖြစ်အောင်ကျွန်တော်ကြိုတင်ကာကွယ်လို့ရပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်သားဆက်ချမ်းဒီလန်တွေကလည်းအများကြီးရှိတာဖြစ်တဲ့အတွက်ကိုဝင်မရခင်မှာဆေးတွေကိုကြိုပြီးတော့တောက်ထားတာကွန်တုံးအသုံးပြုတာစားတဲ့ဒီလက်နေနဲ့အသုံးပြုလို့ရတယ်လို့အကာအကွယ်မပါဘဲအတူနေခဲ့ရဆိုရင်တော့မှနိုင်120အတွင်းမှာအရေးပေါ်သားဆေးကိုတောက်ပြီးတော့ကြိုတင်ကာကွယ်လို့ရပါတယ်ဒီလိုမျိုးသားဆက်ချဒီလိုင်းတွေကိုစနစ်တကျအသုံးပြုခြင်းအဖြစ်ကျွန်တော်တို့နောက်ဆက်တွဲကိုဝင်မလိုချင်တဲ့ကိုဝင်ကြောင့်ရလာနိုင်တဲ့ကျန်းမာရေးပြဿနာတွေရဲ့ဆိုးကျိုးတွေကိုကြိုတင်ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်မရှက်တဲ့အစီအစဉ်တွေကို Facebook Page မှာအပြင်မရှက်တဲ့ Telegram မှာလည်း join ပြီးကြည့်နိုင်တယ်လို့မရှက်တဲ့ YouTube Channel မှာလည်း subscribe လုပ်ပြီးကြည့်လို့ရနေပါပြီဗျ